မင်္ဂလာပါဇေယျတော်ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီချင်းမီဘိုလေးကတော့ကျွန်တော်တို့ပြင်ဦးလင်ကနေ customize မှာယူထားတဲ့ order လေးပဲဖြစ်ပါတယ်ခင်ဗျာမီဘိုလေးရဲ့အမြင်ကတော့ကျွန်တော်တို့ဒီအလျား9ပေအနံ3ပေနဲ့မှ3လက်မှရှိပါတယ်ခင်ဗျာသူကဒီထင်းအနေနဲ့ကျွန်တော်တို့ထင်းထိုးတဲ့အပေါက်ကတော့12လက်မှပတ်လဲတပေပတ်လဲအပေါက်ရှိပါတယ်ဒါကတော့ကျွန်တော် ZD square မီဘိုမှာသုံးတဲ့တစ်ကိုင်းပုံထင်းစီနီပဲဖြစ်ပါတယ်ကျွန်တော်တို့ပြောင်းလေးတွေမှာကျွန်တော်တို့ပြီးတော့သုံးနေတဲ့အတွင်းမှာကျွန်တော်ထင်းထိုးလို့ရအောင်လဲထင်းထိုးတဲ့အပေါက်လေးတွေပါရှိပါတယ်ခင်ဗျာကျွန်တော်ပြောင်းလေးတွေကတော့မီးထွက်မဲ့ပြောင်းလေးတွေကတော့6လက်မပတ်လေပြောင်းလေးတွေဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီကိုသုံးမဲ့အနေထားပေါ်လိုက်ပြီးတော့ကျွန်တော်တို့ customize အတိုး short လုပ်နိုင်ပါတယ်ခင်ဗျာဒီတံပြားလေးတွေကတော့ကျွန်တော်တို့ဒါမီးမလို့အတက်ခါမျိုးကြရင်ကျွန်တော်တို့ပြောင်းလေးတွေမှာပိတ်လို့ရတဲ့တံပြားလေးတွေပဲဖြစ်ပါတယ်မီးပိတ်တံပြားလေးတွေပေါ့ကိုမလို့ခြင်းနဲ့အပြောင်းလေးတွေမှာကျွန်တော်တို့မီးမထွက်ချင်ဘူးဆိုရင်အဲ့ပြောင်းလေးတွေမှာအဲ့တံပြားလေးထိုးပြီးပိတ်လို့ရပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်တို့ဒါတမရိုးကြထင်းမွေးတဲ့ပုံစံလေးပါကျွန်တော်တို့မီးပိုတွေကိုထင်မားနေတာကဘာလဲဆိုတော့ဒီလေတို့စီတို့နဲ့မွေးမှထင်းရှူမီတို့နဲ့မှဒီမီးကအပေါ်ကောင်းကောင်းတောက်တယ်လို့ထင်ကြတာပေါ့နော်တကယ်တော့ဒီကောင်ကအလောက်ကြီးခက်ခက်မီးတောက်တဲ့ပုံစံမဟုတ်ပါဘူးကျွန်တော်တမရိုးကြထင်းမွေးတဲ့ပုံစံနဲ့မီးတောက်တဲ့ပုံစံဖြစ်ပါတယ်အဓိကတော့ထင်းချောင်းနေကိုပဲလိုပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီ square မီးပိုလေးကတော့ကျွန်တော်တို့ဒီ rocket store ဆိုတဲ့အမီးဘူမှာကျွန်တော် refer ယူပြီးတော့ကိုပိုင် creative နဲ့ပြန်ပြီးတော့မြန်မာမျိုးပြုပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာထင်းအသုံးပြုများတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီလူတွေအချိန်ကုန်တက်တာစေပြီးတော့ဒီလောင်စာစွမ်းရည်ချွေတာနိုင်မဲ့ပုံစံလေးကိုကျွန်တော်ကပြန်ပြီး creative ပြန်လုပ်လိုက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘုန်းကြီးကျောင်းတို့ကျွန်တော်တို့လုပ်ငန်းသုံးတို့ဆိုင်ကြီးတွေမှာကျွန်တော်တို့သုံးတဲ့ site ဖြစ်ပါတယ်ကိုရဲ့လုပ်ငန်းနဲ့တင်တော်တဲ့ကျွန်တော်တို့ site လေးတွေလည်းကျွန်တော်တို့ZD ကနေကျွန်တော်တို့ရွေးချယ် customize လုပ်ပေးလို့ရပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်